အကြောင်းရှင်ပေါလုကဘာပြောလဲကျွန်တော်မြင်နေပြောစူးစမ်းအားထုတ်ကြကုန်ပြောချင်အောင်စူးစမ်းအားထုတ်ကြကုန်ဒါယုံကြည်သူတွေစူးစမ်းအားထုတ်ရမှာဖြစ်တယ်ကျွန်တော်မြင်နေပြောတယ်လေဖခင်เจ้าကဝေးလို့မသွားတာနီးလို့သွားတာအဲ့ဒီအပေါ်မှာမူတည်တယ်ဆိုရင်သွားပြီနီးလို့ဒီနေရာရောက်လာတာလားဝေးလို့မရောက်လာတာလားနော်စဉ်းစားကြည့်အဲ့ဒီအရာပေါ်မှာမဟုတ်ဘူးနော်ဖခင်ကိုကျွန်တော်တို့ချစ်တဲ့အရာပေါ်မှာအသင်းတော်ကိုချစ်တဲ့ပေါ်မှာပဲမူတည်တာတကယ်ကြောင့်မလာချင်ဘူးစနေနေ့လေးလေမလာအဝေးကြီးလေဖခင်ကိုထီတယ်လာချင်တယ်ဆိုရင်လာတယ်တားနိုင်လာဒါပဲအဲကြောင့်ခရိယန်တက်တာကစူးစမ်းအားထုတ်ကြတော့လို့ပြောရှင်ဘောလူကအတင်းကိုခဏစာရေးတယ်ရမဖြစ်နဲ့အချင်းတွေရမဖြစ်နဲ့မဟုတ်တဲ့ဟာတွေမလုပ်နဲ့နော်ဒုစရိုက်ကိုရှောင်းနော်အချင်းအတင်းပြောချင်းတွေအတင်းတော့မလုပ်နဲ့လောကီသားတွေကိုအသက်မရှင်နဲ့မယုံကြည်သောသူတွေကိုအသက်မရှင်နဲ့ကာမဂုဏ်ကိုချုပ်တီးပါနော်မတရားတွေထုံမလုံးနဲ့သူအမြဲတမ်းကြိုးတယ်အတင်းတော့ဘာကြောင့်ဆိုခရိယန်တွေကတတိနဲ့နေဖို့အရင်ရေးကြည့်တယ်အာမင်အာမင်စုနေတာမဟုတ်ဘူးစုနေတာမဟုတ်ဆုံးမပြီ